။နိုင်တို့ကြောင်ပြီးရှောက်ထုတ်ခဲ့တဲ့ရှေးခင်ကလက်နက်များ။နံပါတ်1ကမ္ဘာအကြီးဆုံးစက်တနက်။အခုမြင်နေရတဲ့သုံးတက်တိုက်အမြင့်လောက်ရှိတဲ့စက်ကြီးကတော့ဖျားစုစက်တနက်ကြီးပဲဖြစ်ပါတယ်။1914ခုနှစ်မှာရုရှားနိုင်ငံကစတင်ဖန်တီးခဲ့ပြီးတော့ပထမကမ္ဘာစစ်မှာအသုံးပြုဖို့ရည်ရွယ်ခဲ့ပါတယ်။တန်ချိန်60ကျော်တိရှိပြီးတော့ဆင်9កောင်ရဲ့အလေးချိန်နဲ့ညီမျှပါတယ်။ 57mm အမြောက်တွေအပြင်ဘေးနှစ်ဖက်နှစ်ချက်မှာလည်းစက်တနက်ကြီးတွေတက်ဆင်ထားပါတယ်။ဒီစက်ကြီးမောင်းဖို့ဆိုရင်လူ15ယောက်အထိကိုလိုအပ်ပြီးတော့လေယာဉ်အင်ဂျင်တွေကိုပါသုံးပြီးမောင်းနှင်ကြရပါတယ်။ဒီလက်နက်ကတော့ကျန်တာအားလုံးအဆင်ပြေတယ်ဆိုပေမဲ့အဆင်မပြေတာတစ်ခုကတော့သူ့ရဲ့အရွယ်အစားပဲဖြစ်ပါတယ်။အရွယ်အစားကြီးလွန်းတာကြောင့်ရန်သူတွေအတွက်ပြင်မလွယ်ကြီးဖြစ်နေပြီးတော့စစ်ပွဲတွေရောက်ဖို့ကိုတောင်မှမနှဲမောင်းနှင်ကြရပါတယ်။စစ်ပွဲအတွင်းမှာလည်းဘလို့မှသုံးလို့အဆင်မပြေခဲ့တာကြောင့်နောက်ဆုံးတန်ရီကျိုးဘွားကိုပဲရောက်ရှိသွားခဲ့ပါတယ်။ Okay ကမ္ဘာအကြီးဆုံးနဲ့အတုံးဆုံးလက်နက်ကြီးတစ်စီးကိုတော့မော်စကိုမြို့ရဲ့တင်ကားပြတိုက်ထဲမှာအခုထိတိုင်မြင်တွေ့ရအောင်မှာဖြစ်ပါတယ်။နံပါတ်2တိလက်နက်ဒုတိယကမ္ဘာစစ်တွန်းက CIA ဆိုတဲ့အဖွဲ့အစည်းကရန်သူတင်မောတွေကိုဘုံကျဲတိုက်ခိုက်ဖို့ဆိုပြီးတော့ကြောင်လေးတွေကိုစပြီးအသုံးပြုခဲ့ပါတယ်။ဘုံတက်ထားတဲ့ကြောင်လေးတွေကိုလေထီးတွေဝစ်ဆင်ပေးထားပြီးတော့ရန်သူတင်မောနာကိုအရင်လွတ်ချခဲ့တာပါ။ဒီလိုနဲ့ကြောင်လေးတွေရေကူးပြီးတော့တင်မောနာကိုရောက်ပြီးဆိုတာနဲ့အသင့်တက်ထားတဲ့ဘုံတွေကိုဖောက်ခွဲပစ်ခဲ့ပါတယ်။ကြားရတာလူမဆန်ဘူးလို့ထင်ရပေမဲ့တကယ်လဲထင်ထားတယ်လို့အလုံးမဖြစ်ခဲ့ပါဘူး။ဝေငါနေပြချခံလိုက်ရတဲ့ကြောင်လေးတွေကတင်မောစီကိုတောင်ရေမကူးနိုင်တော့ဘဲနဲ့ရေထဲမှာနေမူးပြီးနစ်သွားခဲ့ကြပါတယ်။ဒါကြောင့် CIA ကလည်းနောက်တစ်မျိုးပြောင်းချင်မယ်ဆိုပြီးတော့လင်းတို့တွေနဲ့ထပ်ပြီးစမ်းသပ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ထဲမှာပဲအမေရိကန်ဘက်ကနေဘုံတက်ထားတဲ့လင်းတို့အကောင်ကြီး1000လောက်ကိုဂျပန်နိုင်ငံနဲ့ဆေလွတ်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲလွတ်ပေးလိုက်တဲ့လင်းတို့တွေကရန်သူစခန်းဒီစီကိုမသွားဘဲနဲ့သူတို့ရဲ့မွေးရမြေကိုပဲပြန်လိုက်ရှာနေတာကြောင့်အမေရိကန်တွေလည်းကိုရှူးကိုပတ်တယ်လို့ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းကစပြီးတော့လက်နက်နဲ့တရိတ်ဆန်တွေကိုဘယ်တော့မှတွဲပြီးအသုံးမပြုတော့ဘူးလို့သိရပါတယ်။တိလေးတွေအတွက်ကတော့ကံကောင်းသွားတယ်လို့ပဲပြောရမှာပါ။နံပါတ်3ချီကာတနက်ဒီတနက်ကတော့ငငယ်ကလေးကစိတ်ကူးရင်ခဲ့ဘူးတဲ့တနက်အမျိုးအစားတွေကတစ်မျိုးဖြစ်ပါတယ်။တနက်ထိပ်ဖူးမှာဒိုင်းမှာတစ်ခါလေးတက်ဆင်ပေးထားတာပါ။ဘေးကနေကြည့်ရင်တော့အသုံးဝင်မယ်လို့ထင်ရပေမဲ့တကယ်တမ်းကင်ထားတဲ့သူတွေအတွက်ကတော့ထင်တယ်လို့အဆင်မပြေခဲ့ပါဘူး။တနက်ကလေးပါတယ်ဆိုမှအထိတ်ကဒိုင်းရပါပိုလေးနေတာကြောင့်တစ်ခါပြစ်ဖို့ဆိုရင်တော်တော်လေးအားယူရတဲ့အနေအထားဖြစ်ပါတယ်။တနက်ကြီးလေးနေရတဲ့ရင်ပြစ်ကွင်းကောင်းကောင်းချိန်လို့မရတာကြောင့်ကြောင်ထိုးခဲ့ရတဲ့တနက်တွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်လူပြီးသားတနက်တွေကိုတော့ဘယ်နှသွားသုံးအောင်မသိလို့တင်မောတွေမှာပဲတက်ဆင်ခဲ့ရတယ်လို့သိရပါတယ်။နံပါတ်4လောင်ချဆိုင်ကယ်မှာလောင်ချကြီးတက်ပြီးရှောက်သွားလို့ရလိမ့်မယ်လို့ဘယ်တော့မှထင်ထားခဲ့မှာမဟုတ်ပါဘူး။တကယ်လည်းမရပါဘူး။ဒါပေမဲ့ဒီမဖြစ်နိုင်တဲ့အရာကိုပဲ1950ကျော်ကာလတွေမှာပြင်သစ်စစ်တပ်ကစပြီးစမ်းသပ်ခဲ့ပါတယ်။ဒါကတော့တင်ကားတစ်စီးလိုမျိုးအသုံးပြုလို့ရတဲ့3ဘိန်းလောင်ချတွေပဲဖြစ်ပါတယ်။တင်ကားတွေလိုမျိုးအိပဲမဟုတ်ဘဲနဲ့တိုက်ပွဲတွင်းလင်းလင်းမြန်အသုံးပြုနိုင်အောင်ဆိုပြီးတော့အဓိကရည်ရွယ်ထားပါတယ်။ပေါင်250လောက်ထိတည်နိုင်ပြီးတော့တနအီကိုမိုင်40နှုန်းနဲ့သွားလာနိုင်ပါတယ်။အဲ့လိုပြောလို့မစိုးပါဘူးဟာလို့ထင်နေရင်တော့မှားသွားပါပြီ။တကယ်တော့ဒီလက်နက်ကတိုက်ပွဲအတွင်းမှာလည်းအသုံးမဝင်တယ်လို့ကိုယ်သေရင်းကိုတူးနေတယ်လို့ပဲဖြစ်ပါတယ်။ရန်သူတပ်ကိုဘာအကောက်အကွယ်မှမပါဘဲနဲ့လောင်ချာကြီးနဲ့ရှေ့တက်ထူဖို့ဆိုတာကတော်တော်လေးရုပ်ရှင်ဆန်တဲ့ကိစ္စမျိုးပါ။အဆုံးကတော့အရှိကိုတစ်ချက်လောက်ပစ်လိုက်ရင်အနောက်ကိုပေ20လောက်ပြန်ဆုတ်သွားတာပဲဖြစ်ပါတယ်။ဒီလက်နက်ကိုတိုက်ပွဲအတွင်းမှာသုံးကြည့်ပြီးတော့မှအဆင်မပြေဘူးဆိုတာသိပြီးတော့ဆက်မထုတ်ဖြစ်တော့တာဖြစ်ပါတယ်။အကြောင်းလူကြီးမင်းတို့လည်းကိုယ့်အကိုတုံးလာပြီးထင်နေဆိုင်ငယ်စီးလောင်ချာနဲ့ထုဖို့လုပ်ခဲ့တဲ့ပြင်သစ်စစ်တပ်ကိုသာသတိရတယ်။အဆုံးလေးကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်